နော်ဘုရားလောင်းသူတော်ကောင်းများနော်ဘဝရဲ့နော်တတိယအရွယ်ရောက်ပြီဆိုလို့ရှိရင်ငါလူစည်းစိမ်လူချမ်းသာခံစားနေတာရှားဖွေးနေတာတော်တော့ပြီနတ်စည်းစိမ်ရဖို့အတွက်နတ်စည်းစိမ်ကိုရှားဖွေဖို့အချိန်ကြပြီဩဒီအသုံးနှုန်းလေးအဲ့ဒါဘာကိုပြောအောင်ဆိုဗြဟ္မဝိဟာရတရားလုံးတော့မယ်လို့ပြောတာသူတို့အဲ့ဒါနဲ့ပဲသူတို့ဘဝနေကုန်အဆုံးသတ်ကြတာများတယ်အဲ့ဒါတွေ့ရတယ်နော်တတ္တဝါတွေရဲ့ပုံမှာမြင့်မြတ်တဲ့သဘောထားမေတ္တာကတတ္တဝါတွေရဲ့ပုံမှာချမ်းသာစေခြင်းလားကရုဏာဆိုတာကတတ္တဝါတွေနော်တွေ့ကြုံနေရတဲ့ဖြစ်ပေါ်နေတဲ့ဆင်းရဲဒုက္ခတွေကိုငြိမ်းသွားစေခြင်းလားမုဒိတာဆိုတာကအစဉ်ပြေးနေတဲ့တတ္တဝါတွေကိုကြည်ပြီးတော့စိတ်ထဲမှာတခါတည်းဝမ်းသာတဲ့သဘောနဲ့ချမ်းသာနေတာသူများချမ်းသာရင်ရောပြီးတော့ကိုစိတ်ပါလက်ပါချမ်းသာသွားတာအဲ့ဒီမှာဘုန်းကြီးတို့နောက်ဆုံးဥပေက္ခတရားနော်သူကဗြဟ္မဝိဟာရတရား၄ပါးထဲမှာအလွန်အစစ်မြင့်တဲ့ဖြစ်နိုင်ခဲ့တဲ့တရားဝါတွေရဲ့ပုံမှာမြင့်မြတ်တဲ့သဘောထားသူလည်းတရားဝါတွေရဲ့ပုံမှာမြင့်မြတ်တဲ့သဘောထားပဲဘယ်လိုလဲတတ္တဝါတွေရဲ့ဆင်းရဲခြင်းချမ်းသာခြင်းကသူ့ရဲ့စိတ်ကိုတုန်လှုပ်အောင်မလုံးနိုင်ဘူးသူ့ရဲ့စိတ်ကတည်ငြိမ်တယ်ငြိမ်သက်တယ်ဘသူဆင်းရဲလို့မှသူလိုက်ပြီးတော့မဆင်းရဲဘူးဘသူချမ်းသာလို့မှသူလိုက်ပြီးတော့မဆင်းရဲဘူးဟုတ်လားခုကျွတ်တို့ရဲ့စိတ်ကအဲ့ဒီဥပေက္ခဓာတ်အားနေတဲ့အတွက်ကြောင့်ကိုချစ်တဲ့လူတွေဆင်းရဲပြီဆိုရင်ကိုလည်းပဲဘာဖြစ်သွားဆင်းရဲသွားရောဟုတ်လားကိုမုန်းတဲ့လူတွေချမ်းသာပြီဆိုရင်ကိုလည်းပဲဘာဖြစ်သွားလိုက်မချမ်းသာဘူးနော်ဟုတ်လားကိုမုန်းတဲ့လူချမ်းသာပြီဆိုရင်လိုက်မချမ်းသာတော့ဘာဖြစ်သွားဆင်းရဲသွားပြီဘာနဲ့ဆင်းရဲသွားအိတ်တာနဲ့ဆင်းရဲနော်မုန်းတဲ့လူကိုမချမ်းသာစေခြင်းဘူးစိတ်ကဆန့်ကျင်ကန့်ကွက်နေတယ်ဟုတ်တယ်မဟုတ်လားကောင်းသလားအဲ့ဒါကြီးအကောင်းနော်အဲ့ဒီတုံလုံးမှုကလည်းပဲအကြီးကြီးနော်ဟုတ်တယ်မဟုတ်လားကိုမုန်းတဲ့လူတွေမချမ်းသာဖို့အတွက်တတ်နိုင်တယ်များတခါတည်းကြိုးပမ်းအထုတ်နေကြတာတွေမရှိဘူးလားရှိတယ်ကြောက်စရာကြီးလူလောကကြီးကဒါစိတ်တွေရဲ့သဘာဝပါပဲပုဂ္ဂိုလ်တ attva သဘောဘယ်နေရာမှာမှရှိနေတာမဟုတ်ဘူးစိတ်တွေမှာအဲ့ဒီဓာတ်သဘာဝတွေကသူ့ဟာသူပါလာပြီးသားဖြစ်နေပြီးသားမမောတဲ့သဘောမကျင်တတ်တဲ့သဘောဟုတ်လားမသိတဲ့သဘောပြိုင်ဆိုင်လိုတဲ့သဘောမနာလိုတဲ့သဘောဝင်တိုးတဲ့သဘောညှဉ်းနှွမ်းတဲ့ဒီဓာတ်သဘာဝတွေอ่ะနော်စိတ်ကိုပူးတွဲပြီးတော့ဘာလို့တုံးချဲလဲနေတာအဲ့ဒါကိုဘာလို့ခေါ်တော့စေတသိက်တရားကောင်းတဲ့စေတသိက်တွေရှိတယ်လို့မကောင်းတဲ့စေတသိက်တွေရှိတယ်မကောင်းတဲ့စေတသိက်တွေရဲ့ခြေလဲတာကိုခံရပြီဆိုရင်ဒီစိတ်ကထင်မိထင်ရလုံးတော့မှာနော်သူကဟုတ်လားစိတ်တက်အောက်တန်းကြတယ်ဆိုတာအဲ့ဒါမကောင်းတဲ့စေတသိက်တွေနဲ့နောက်ပေါင်းပြီးတော့ဖြစ်နေတဲ့အခိုက်အတန့်ကိုပြောတာနော်အဲ့တော့ဘုန်းကြီးတို့ရဲ့စိတ်ကိုဘယ်သူဆင်းရဲသည်ဖြစ်စေဘယ်သူချမ်းသာသည်ဖြစ်စေတုံ့လုံးမှုမရှိအောင်ဘုန်းကြီးတို့ဟာထိမ့်သိမ့်တဲ့အလေးအကျင့်ကိုလေ့ကျင့်ရမယ်အဲ့ဒါဥပေက္ခကိုလေ့ကျင့်တယ်ဆိုတာကိုပြောတာအဲ့ဒါဘယ်လိုလေ့ကျင့်ရမှာတုံးဆိုတော့စိတ်စေတနာရဲ့စွမ်းရည်တတ္တိကိုပို့ပြီးတော့မြင်တဲ့မြင်အောင်စဉ်းစားဆင်ခြင်ပြီးတော့လေ့ကျင့်ရမယ်နော်တရားဝါဒီအတီးတီးရရှိနေတဲ့အစဉ်ပြေခြင်းမပြေခြင်းဆိုတာတွေကတကယ်ကတော့သူတို့လုပ်ရက်သူတို့ရဲ့အလုပ်နဲ့နော်ထိုက်တန်တဲ့အကျိုးရလဒ်တွေထွက်ပေါ်နေခြင်းပဲအခုလှုပ်ထားသလားငကိုတုံးကလှုပ်ထားသလားကာလကတော့ကွဲပြားမယ်ပေါ့နော်သေချာတာကတော့နော်သူဘလို့စိတ်ထားနဲ့ဘာတွေလှုပ်ခဲ့တယ်လဲသူ့ရဲ့ချမ်းသာခြင်းဆင်းရဲခြင်းဟာသူဘလို့စိတ်ထားနဲ့ဘာတွေလှုပ်ခဲ့တယ်လဲဆိုတာပေါ်မှာပဲမူတည်တယ်ဘာတွေလှုပ်ခဲ့တယ်လဲဆိုတာကစောစောကအလွန်နီးကပ်တဲ့အတိတ်ကာလအခိုက်အတန့်ကလှုပ်ခဲ့တာကစပြီးတော့ဟိုးအဝေးကြီးအရင်ဘဝတွေကလှုပ်ခဲ့တာတွေပါအကျုံးဝင်တယ်အဲ့ဒီအထိကျုပ်တို့ကတွေးနိုင်ဖို့လိုမယ်ပေါ့နော်ဘာတွေလှုပ်ခဲ့တယ်လဲနော်ဘသူရဲ့အလုပ်ရဲ့အကျိုးရလဒ်ကိုမှဘသူကိုဘုန်းကြီးတို့ဝေပေးလို့ရာကောင်းတာမဟုတ်ဘူးဟုတ်လားကိုယ့်ရဲ့ချမ်းသာခြင်းဆင်းရဲခြင်းဟာကိုယ်တိုင်းကိုပဲဖန်တီးထားတာအဲ့ဒါလိုပဲတခြားသူတွေကသူတို့ရဲ့ချမ်းသာခြင်းဆင်းရဲခြင်းကိုသူတို့ကိုယ်တိုင်မလုပ်ထားတော့ဖန်တီးထားတာဖြစ်တဲ့အတွက်ကြောင့်ရသော်ဘုရားတောင်တားဆီးလို့မရဘူးเนาะရွှေတော်မျိုးတော်တွေအသက်ခံရတဲ့ကိစ္စမှာမြတ်စွာဘုရားတားနိုင်သလားမတားနိုင်ဘူးဟုတ်လားတတ္တဝါတွေရဲ့ဆင်းရဲခြင်းချမ်းသာခြင်းသူ့အကြောင်းတရားနဲ့သူဖြစ်နေကြတာဆိုတဲ့ဒီအမှန်တရားကြီးကိုဘုန်းကြီးတို့တွေဟာပြီးပြင်းကိုယ်စိတ်ထဲမှာနားလည်မှုကြီးမားအောင်ကြိုးစားဆောင်ရွက်မယ်ဆိုရင်တပြိုင်တည်းထဲနောက်ကတွဲပြီးတော့မြင့်မြတ်တဲ့ဥပေက္ခပါလာတယ်ဒါကြောင့်ဥပေက္ခဆိုတာကကိုင်းကွာမင်းဘလို့နေဆိုတော့ပြစ်ထားလိုက်တဲ့သဘောမျိုးကိုပြောတာမဟုတ်ဘူး
မှန်ကန်တဲ့အသိဉာဏ်ပညာနဲ့ရှင်တဲ့လစ်လျူရှုမှုဥပေက္ခဆိုတာတဲ့တဲ့အဓိပ္ပာယ်ဖွင့်ရမယ်ဆိုရင်ဉာဏ်နဲ့ရှင်တဲ့လစ်လျူရှုမှုဉာဏ်ပါတယ်အမှန်ကန်သိမြင်နားလည်မှုပါတယ်ဘယ်အပိုင်းကိုသိတာတော့ကံရဲ့အကျိုးကိုသိတာဒါကိုကလောကကြီးရဲ့သဘာဝပဲဒေဂရံကပုဂ္ဂိုလ်တ attva ဆိုတာရှိတာမဟုတ်စေတနာဖြစ်တဲ့အကျိုးဆက်ဝေဒနာတွေရတယ်ဒီရှုထောင့်လေးရလည်းပဲဘုန်းကြီးကလွယ်လွယ်လေးသိစေခြင်းတယ်စေတနာကိုကံလို့ခေါ်မယ်ဝေဒနာကိုဝိဘတ်အကျိုးပေးလို့ပြောမယ်တော့ဘုန်းကြီးတို့ရဲ့ဘဝမှာချမ်းသာခြင်းဆင်းရဲခြင်းဆိုတာအဓိကဘယ်သူ့ကိုပြောနေတာတော့ဝေဒနာကိုပြောနေတာဟုတ်လားချမ်းသာခြင်းဆင်းရဲခြင်းဆိုတာဘာကိုပြောနေတာတော့ဒါမဲ့ကျွတ်တို့မျက်စိကလဲနေရနော်ချမ်းသာခြင်းဆင်းရဲခြင်းလို့ပြောလိုက်ရင်ကျွတ်တို့ကပိုက်ဆံတွေကိုပြည့်မီမိရတယ်ဘလို့တိုက်ကြီးနဲ့နေတာဘလို့ကာယရှိတာဘာတွေပိုင်ထားတာအဲ့ဒါဆိုရင်ချမ်းသာတယ်ဘာမှမရှိဘူးဆိုရင်ဆင်းရဲတယ်အဲ့ဒီမှာကိုလွဲနေပြီအဲ့ဒါတွေကချမ်းသာခြင်းဆင်းရဲခြင်းမဟုတ်ဘူးအဲ့ဒါတွေကချမ်းသာခြင်းဆင်းရဲခြင်းရဲ့အကြောင်းအာယုံဟုတ်တယ်မို့လားကျွတ်တို့အာယုံတွေကိုဘယ်လိုပြောနေရတော့ချမ်းသာခြင်းဆင်းရဲခြင်းလို့ပြောရတယ်နော်တကယ်တမ်းချမ်းသာခြင်းဆင်းရဲခြင်းကဘာလေးတော့ဝေဒနာလေးဟုတ်တယ်မို့လားဒုက္ခဝေဒနာဆင်းရဲခြင်းပေါ့ဒုက္ခဝေဒနာကချမ်းသာခြင်းပေါ့တချို့အဲ့ဒါတွေမရှိဘဲနဲ့ဒုက္ခဝေဒနာတွေအများကြီးရှိတယ်အများကြီးဖြစ်နေတယ်တချို့တရားတွေအထုတ်ဇန်တွေဘာတွေရအောင်လုပ်မယ်ဆိုရင်အဲ့ဒီပစ္စည်းတွေဘာမှမရှိပါဘဲနဲ့အလွန်မြင့်မားတဲ့နူးညံ့သိမ်မွေ့တဲ့ချမ်းသာတွေနဲ့တချို့နေနေတယ်အပေါ်ယံကြည့်ရင်တော့ပိုင်ဆိုင်မှုမှမရှိဘူးဆင်းရဲမွဲတေတယ်လို့ထင်ရတယ်ဒါပေမဲ့တကယ်သူကလည်းလူချမ်းသာမြင်ရမယ်နော်အဲ့တော့ချမ်းသာခြင်းဆင်းရဲခြင်းဆိုတာတကယ်တမ်းကဝိပါကအကျိုးရလဒ်အမျိုးမျိုးသောအကြောင်းတွေသူ့ရှေ့မှာခံအောင်မယ်ပေါ့နော်ဝေဒနာရဲ့ရှေ့မှာအကြောင်းတရားပါရှိမလို့အသုံးမချရဘူးဖတ်တာပစ္စယဝေဒနာဘုန်းကြီးကခဏလေးရက်နေတယ်ဘလို့တန်နေမြန်ထွက်လာမလို့ဘလို့တန်မကိုထွက်မလာဘူးဖြစ်နေနော်ဝေဒနာရဲ့ရှေ့မှာအကြောင်းတရားပါရှိတာလေဖတ်တာကိုဘုန်းကြီးကနားလည်လည်အောင်ဟိုတနေ့ကဘလို့ပြောခဲ့တော့မြင်တာကြားတာအနံ့ရတာစားတော့တာတွေးထိတာအဲ့ဒါဖတ်တာလို့အကျဉ်းမြင်လေးပြောတယ်ပြည်စုံကပြောမဆိုဘလို့ပြောမလို့သက္ခုံသပရိစ္ဆရူပိစ္ဆဥပ္ပစ္စတိသက္ခုဝိညာဏတိဏ္ဍသင်္ကတိတိဖတ်တော်ဟုတ်လားအဲ့တော့ဘုန်းကြီးတို့မျက်စိလည်းရှိတယ်အယောင်လည်းရှိတယ်တွေးတဲ့အခါမှာမြင်သိသိဖြစ်တယ်ဒီသုံးခုပေါင်းစုံမိတာကိုဖတ်တာလို့ပြောတဲ့အခါကျတော့မြင်တာကိုပြောနေတာလို့အကျဉ်းမြင်လေးဘုန်းကြီးတို့နားလည်လို့ရတယ်အဲ့ဒီမြင်လို့မို့ကျုပ်တို့ချမ်းသာဆိုကြပါစို့ကိုယ်အိမ်ကြီးကတကယ်ကိုအကောင်းကြီးအယူပါယုံလေးနဲ့မြင်လိုက်ရတာ။အော်ဒါငါအိမ်ကြီးလို့ဖြစ်သွားကျဉ်တ်သွားကျဉ်တ်သွားတာပါတော့ချမ်းသာသွားတယ်ပေါ့သောမနတဝေဒနာတွေဖြစ်သွားတယ်ဟုတ်လားဘယ်သူကြောင့်ဖြစ်တာတော့ဒီအာယုံနဲ့မျက်စိနဲ့တွေ့တဲ့အခါမှာမြင်တယ်ငါကားကြီးမြင်လိုက်ရတယ်နော်ကိုယ်ဆူဆောင်းထားတဲ့ဥစ္စာပစ္စည်းမြင်လိုက်ရတယ်ဟောအဲ့လိုပဲအတန်ကြားလို့ချမ်းသာတာရှိတယ်ဘာတွေပြောနေတာတော့ဘုန်းကြီးကဝေဒနာဆိုတာနော်အကျိုးရလတ်ဝိပါကသဘောအဓိကသူ့ရဲ့အလွန်အရေးပါတဲ့အကြောင်းတရားကဘာတုံးဆိုတော့စေတနာဆိုတဲ့ကံတရားဟုတ်လားဘုန်းကြီးတို့နောက်ပြန်သွားလိုက်နော်ဖတ်တာရဲ့အရှိမှာဘာရှိမလို့တာယလာယတနာပစ္စယဖတ်တော်တာလာယတနာရဲ့အရှိမှာဘာရှိမလို့နာမရူပပစ္စယတာလာယတနာနာမရူပပစ္စယနာမရူပနာယုတ်ရဲ့အရှိမှာဘာဖြစ်မလို့ဝိညာဏပစ္စယနာမရူပကဆက်လိုက်အောင်ဝိညာဉ်ရဲ့ရှေ့မှာဘာရှိမလို့သင်္ခါရပစ္စယဝိညာဏအဲ့ဒါကိုပြောတာသင်္ခါရဆိုတာအဲ့ဒါစေတနာကိုအဓိကပြောတာအဲ့ဒီစေတနာကြောင့်ဘုန်းကြီးတို့ကဘဝမျိုးစုံရတယ်ဘဝမျိုးစုံမှာကိုကအများကြီးကွဲပြားသွားပြီနော်အဲ့တော့ဒီနေရာမှာပြောချင်တာလေးကဥပိ္ပခာရင့်ကျက်ဖို့အတွက်စေတနာနဲ့ဝေဒနာနဲ့အကြောင်းအကျိုးဆက်ပြီးတော့အလုပ်လုပ်နေတာကောင်းမြတ်တဲ့စေတနာတွေကကောင်းတဲ့ခံစားချက်တွေကိုရစေတယ်မကောင်းတဲ့စေတနာတွေကဆင်းရဲတဲ့ခံစားချက်တွေကိုဖြစ်ပေါ်စေတယ်အဲ့ဒီအထိဂျားတဲ့ဟာတွေကိုကြောချလိုက်တာနော်သဘောပေါက်လားမသိပါဘူးခွန်ကြီးပြောတာအဲ့တော့တရားတွေရဲ့ဆင်းရဲခြင်းချမ်းသာခြင်းဆိုတာဘယ်ပေါ်မှာအကြောင်းခံတယ်ဆိုသူတစ်ချိန်လုံးကထားခဲ့တဲ့သူ့တန်တာမှာသူ့အတူဖြစ်အောင်လုပ်ခဲ့တဲ့ဒီစိတ်ထားလေးပေါ်မှာအဓိကမူတည်တာထပ်အခြေချဲ့မယ်ဆိုရင်အဲ့ဒီစိတ်ထားကိုအခြေခံပြီးတော့သူတွေးခဲ့တာတွေရှိတယ်ပြောခဲ့တာတွေရှိတယ်လောက်ကင်ဆောင်ရွက်ခဲ့တာတွေရှိတယ်အဲ့ဒါတွေကဘာတွေတော့အကြောင်းတရားအဲ့ဒါတွေကိုဘုန်းကြီးတို့ကပြီးပြီးပြင်းပြင်းမြင်လေလေတရားတွေရဲ့ဆင်းရဲခြင်းချမ်းသာခြင်းကဘုန်းကြီးတို့ရဲ့စိတ်ကိုတုန်လှုပ်ခြောက်ခြားအောင်မလုံနိုင်လေလေဥပိ္ပခာကိုနော်ရင်းကြဲကြဲကိုယ်တန်တာမှာတိဆောက်ခြင်းတယ်ဆိုရင်အဲ့ဒီအမှန်တရားကိုဘုန်းကြီးတို့ကျွမ်းကျင်အောင်မြင်အောင်လုပ်ရမယ်ဒါဘုန်းကြီးတို့ကပြောနေတာတော့မေတ္တာတရားနဲ့ဆက်နွယ်ပြီးတော့ကရုဏာမုဒိတာဥပိ္ပခာ
တရားဝါတွေရဲ့ပေါ်ဟာမြင့်မြတ်တဲ့သဘောထားကိုယ်တန်တန်မှာနော်ကြီးထွားလာအောင်ဘုန်းကြီးတို့စူးစမ်းကြရမယ်ဒါပြောတာနော်